ထမ်းရကြည့်ရှုအားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ MNL League Cup 2025ရဲ့အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒဂုံ Star United အသင်းနဲ့ Saber Star အသင်းတို့ရဲ့ပွဲစဉ်ကိုတော့ရန်ကုန်မြို့မှာရှိတဲ့ YUSC အားကစားကွင်းထဲမှာမကြာခင်မြန်မာစံတော်ချိန်ညနေ4 နာရီအချိန်မှာစတင်ရှင်ပြိုင်ကစားသွားတော့မှာလည်းဖြစ်ပါတယ်တောက်ကမောမာပြီးလာပြီးအဲ့တော့ကြိုက်ခေါင်းတိုင်းပြီးခိုးပြီးခင်ဗျာဒီချိန်မှာတော့အသင်းကောင်းဆောင်ဆွတ်လက်မှန်လုံးဝအမှားမျိုးမရှိဘဲနဲ့အခွင့်အရေးကိုအမိရစုပ်ကင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပွဲစားတွေကတောက်လျှောက်ဒရဇက်ဖိအားပေးနေတဲ့ဒဂုံစတာအသင်းလက်ရှိပွဲစားချိန်17မိနစ်ရောက်မှာတော့အသင်းကောင်းဆောင်ဆွတ်လက်မှန်ရဲ့အသွင်းကိုနဲ့အတူပွဲကိုတော့စပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ပြိုင်မဲ့အသင်းကိုပွဲစားတွေကအမြင့်ဘောတွေနဲ့အကောင်းမှုဆုံးချင်းချောင်းနိုင်ခဲ့တဲ့ဒဂုံ Star United အသင်းဒီချိန်မှာတော့အသင်းကောင်းဆောင်ဆွတ်လက်မှန်ရဲ့အကောင်းမှုဆုံးအသေးသက်ဆုံးခေါင်းတိုက်ချက်နဲ့အတူပွဲကိုတော့စပြီးတော့ဥဆောင်လိုက်ပြီလည်းဖြစ်ပါတယ်ဒီသွင်းကိုမှာတော့အကောင်းမှုဆုံးဖန်တီးပေးခဲ့တဲ့မိုးဆွေကိုလည်းအသိမှတ်ပြုအောင်မှာဖြစ်ပါတယ်ဘယ်ချမ်းမှာရှိတဲ့သိန်းတန်းဒီကုံစတာပဲရလာသေးမြဇာနေရသူလင်းနဲ့ပြန်တွဲထားတယ်ရန်နိုင်ဦးလေဖြတ်ချိုးပေးထားတယ်မိုးဆွေရန်ကျော်ထွင်းအိန္ဒိယထဲမှာပဲပိတ်ပြီးကိုဘီမြောင်းရန်ကုန် United အသင်းကနေဒီကုံစတာအသင်းကိုပြောင်းရွှေ့လာခဲ့တဲ့တိုက်စစ်ကစားသမားရန်ကျော်ထွင်းဒီနေ့မှာတော့သူ့ရဲ့အကောင့်မှုဆုံးပုံစံတစ်ခုနဲ့ဒဂုံ Star အသင်းတို့နောက်ထပ်အသွင်းကိုတစ်ခုကိုတော့ရှာဖွေသွားခဲ့ပြီဖြစ်ပါတယ်ပွဲစားတွေကအသင်းကောင်းဆောင်ဆွတ်လက်မှန်နဲ့တွဲဆက်ပြီးတော့အကောင်းမှုဆုံးခြေစွမ်းပြနေတဲ့ရန်ကျော်ထွေးလက်ရှိပွဲစားချိန်24မိနစ်ရောက်မှာတော့ဒုတိယမြောက်သွင်းကိုတော့ထပ်ပြီးတော့ရရှိအောင်စွမ်းဆောင်သွားခဲ့ပြီဖြစ်ပါတယ်ဒဂုံ Star ပဲဆွတ်လက်မှန်ချက်လှည့်ထားတယ်လဲပြန်တွဲထားတယ်မိုးဆွေးချက်လှည့်ထားတယ်ရလာသင်းအလဲပင်းလာပြီးစာနေရသူအေးရဲဝင်လာပြီးရန်ကျော်ထွင်းလက်ပိတ်ပြီးနောက်ထပ်အလှပဆုံးတွင်းကိုတစ်ခုတော့ရန်ကျော်ထွင်းထပ်ပြီးတော့သွင်းယူပြခဲ့ပြီဖြစ်ပါတယ်အသင်းသစ်မှာအကောင်းဆုံးခြေစွမ်းတွေပြနေတဲ့ရန်ကျော်ထွင်းဒီချိန်မှာလည်းသူ့ရဲ့ဝေးဝိုက်ကန်ချက်နဲ့အတူအလှပဆုံးတွင်းကိုတစ်ခုတော့ပြည်သက်တွေအတွက်ထပ်ပြီးတော့ယူဆောင်ဖွေးနိုင်ခဲ့ပြီဖြစ်ပါတယ်ကိုသမားတန့်စော်ဘလို့မှမတက်နိုင်ပဲပြိုင်မဲ့အသင်းကိုတော့တတိယမြောက်ဥဆောင်ကိုထပ်ပြီးတော့ခွင့်ပြုပေးခဲ့ရပြီလည်းဖြစ်ပါတယ်စွမ်းတက်ဒဂုံ Star ပဲညမချောင်းထုတ်ပေးတော့ပြန်ပြီရန်ကျော်ထွေးရန်နိုင်ဦးပေးထားတယ်ရန်နိုင်ဦးအေးရတော့ဖြတ်ချိုးပေးပြီးခေါင်းတိုင်းပြီးချိန်မှလည်းခေါင်းတိုက်ချက်ကောင်းခဲ့ပေမဲ့လည်း Saber Star အသင်းရဲ့ကိုသမားတန့်စော်ကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်ရန်နိုင်ဦးရဲ့အကောင်းဆုံးဖြတ်ချိုးပေးမှုကနေအေးရရဲမှာဇာနေရသူအပိုင်ခေါင်းတိုက်ပြီးတော့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဇာနေရသူနဲ့ပြန်တွဲထားတယ်အလေကိုပေးထားပြီးမိုးဆွေးရလာသည်မြတ်စွမ်းထက်ရန်နိုင်ဦးအေးရဝင်လာပြီးလှန်ကန်ပြီးစွမ်းထက်ရဲ့အကောင်းဆုံးဖန်တီးပေးမှုကနေအေးရထဲမှာရန်နိုင်ဦးညာချင်နဲ့အပြင်းအဆုံးသက်ပြီးတော့ဒီနေ့ပွဲစဉ်ရဲ့နောက်ထပ်သွင်းကိုတစ်ခုကိုတော့ထပ်ပြီးတော့ရှာဖွေသွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီချိန်ရန်နိုင်ဦးရဲ့ကန်ချက်အားပါပြီးတော့ကောင်းဝင်ခဲ့ပြီးတော့ကိုသမားတန့်စော်ရဲ့ပေါင်ကြားထဲကနေထပ်ပြီးတော့ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်အေးရထဲမှာပဲရန်ကျော်ထွေးပဲစွမ်းထက်ကိုသမားလည်းအနီးကပ်ပဲလည်းပေးပြီးနောက်ထပ်အပိုင်းအဆုံးသက်ခွင့်ရခဲ့တာဖြစ်ပါတယ်ဂုံ Star တင်တိုက်စစ်ပြန်ဆလာပြီအေးရလည်းဝင်လာပြီမိုးဆွေးတက်ကန်ပြီဒီချိန်မှာတော့မိုးဆွေရဲ့ကန်ချက်သွင်းကိုဖြစ်တော့ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်အစောပိုင်းကကန်ချက်မှာဘူရဖို့အတွက်အတော်လေးနှီးဆက်ခဲ့ပေမဲ့လည်းဒီချိန်မှာတော့လုံးဝအမှားယွင်းမရှိဘဲနဲ့သွင်းကိုဖြစ်တေချာပေါက်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာအသင်းပေါ်ကစားသမားတွေကိုရရှိဖို့အတွက်နှစ်ကိုဖန်တီးပေးထားနိုင်ခဲ့တဲ့မိုးဆွေဒီချိန်မှာတော့သူ့ရဲ့သွင်းကိုတကိုးနဲ့အတူထပ်ပြီးတော့အသင်းအတွက်အကျိုးပြုသွားခဲ့ပြီဖြစ်ပါတယ်
ညာဘချမ်းကနေရလာတဲ့အခွင့်အရေးတစ်ရက်ကိုပြန်မဲ့အေရီယာတွေကိုတောက်လျှောက်ဆွဲဝင်လာပြီးတော့ပယ်ချင်နဲ့လှလှပပအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ရလာသေးမြအောင်ကြည်စိုးရလာသေးတယ်လေပေးပြီးလှန်ကန်ပြီးမထင်မှတ်ထားတဲ့ချင်းတွေတစ်ခုကနေအသင်းကောင်းဆောင်အောင်စေဘာစတာအသင်းအတွက်တော့ခြေပါဦးတစ်ခုကိုတော့ပြန်ပြီးတော့ရှာဖွေပေးသွားခဲ့ပြီဖြစ်ပါတယ်ပြိုင်ဘက်ခံစစ်ကစားမတွေရဲ့အနေငယ်ရှင်းထုတ်မှုမတည်တတ်တဲ့အနေအထားတစ်ခုမှာအသင်းကောင်းဆောင်အောင်ရလာတဲ့အခွင့်အရေးတစ်ရပ်ကိုအပိုင်ဆုံးသက်ပြီးတော့အသင်းကိုတစ်ခုကိုတော့ရှာဖွေသွားခဲ့ပြီဖြစ်ပါတယ်ဇာနီယာတူပဲရန်နိုင်ဦးချက်လှည့်လာတဲ့ရန်နိုင်ဦးပဲမိုးဆွေပြေးလက်နဲ့ထည့်ပြီးတော့ပြီးအေးရထဲမှာပဲမိုးဆွေပန်နရီတမပေးလိုက်ပြီဖြစ်ပါတယ်အစောပိုင်းမှာတွင်ကိုနှစ်ကိုရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့ရင်ကျော်ထွေးသူ့ရဲ့ပထမဆုံးအသင်းနဲ့ပထမဆုံးပွဲစဉ်မှာဟတ်ထရစ်တွင်ကိုရယူသွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ရင်ကျော်ထွေးလက်ကန်ပြီလုံးဝအမှားရမရှိခဲ့ဘူးများဒီနေ့အသင်းတကုံစတာအသင်းနဲ့ပထမဆုံးပွဲထွက်မှာရန်ကျော်ထွေးဟတ်ထရစ်တွင်ကိုနဲ့အတူသူ့ရဲ့အကောင်းဆုံးပွဲဥထွက်ကိုတော့စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်ရရှိလာတဲ့ပန်ပြည်တံဘောကိုသမားရဲ့ညာဘက်ထောင်ကိုအသေးသက်ဆုံးအဆုံးသက်ပြီးတော့ဒီနေ့ပွဲစဉ်ရဲ့ဟတ်ထရစ်တွင်ကိုရရှိအောင်တော့ရန်ကျော်ထွေးစွမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပြောလို့မဆုံးခင်မှာပဲနောက်ထပ်တွင်ကိုတစ်ခုတော့ထပ်ပြီးတော့ရသွားခဲ့ပြန်ပြီညာဒီနေ့ပွဲစဉ်မှာတကုံစတာတင်ရဲ့တိုက်စစ်ပိုင်းကတော့မဖြစ်မနေလုံးဝကိုချီးကျူးရမှာဖြစ်ပြီးတော့သူတို့ရဲ့လှည့်မြန်ပြီးတော့တော်လလာတဲ့အစုဖွဲရပဲဒီနေ့မှာပြိုင်ပွဲအသင်းကိုတွင်ကို9ဂိုးထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာလည်းရလာတဲ့အခွင့်အရေးတစ်ရပ်ကိုရန်ကျော်ထွေးအမှားယွင်းမရှိဘဲနဲ့ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်လူစားဝင်ကစားသမားစခန့်ချောရဲ့အကောင်းဆုံးဖြတ်ချိုးပေးမှုကနေရန်ကျော်ထွေးအလိုက်တင်ပဲညာချင်နဲ့ပိတ်သွင်းပြီးတော့ဒီနေ့ပွဲစဉ်တကုံစတာတင်ရဲ့နောက်ထပ်အသွင်ကိုရရှိဖို့အတွက်တော့စွမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ထပ်ဖြိုးဝေးပဲလက်ကန်ပြီကိုပြန်ပြီခင်ဗျာဒီချိန်မှာလဲထပ်ဖြိုးဝေးရဲ့အလှပဆုံးအသေးသက်ဆုံးအသွင်ကိုတစ်ကိုးနဲ့အတူဂုံစတာအသင်းကတော့ပြိုင်ဘက်အသင်းကို၈ဂိုးတစ်ကိုးဆိုတဲ့ပြတ်သားတဲ့ရလဒ်တစ်ခုနဲ့တော့ထပ်ပြီးတော့ဥဆောင်ခဲ့ပြီဖြစ်ပါတယ်ညာဘချမ်းကနေထပ်ဖြိုးဝေးအကောင်းဆုံးဆွဲထွက်သွားပြီးတော့ညာချင်နဲ့အပြင်းအဆုံးသက်ခဲ့တာဖြစ်ပါတယ်ဒီချိန်သူ့ရဲ့အဆုံးသက်ချက်ကတော့တကယ်ကိုအားပါပြီးတော့ကောင်းမွန်ခဲ့တာဖြစ်ပြီးတော့ကိုသမားတန်းစောဘလို့မှမတက်နိုင်ပဲပြိုင်မဲ့အသင်းကိုတော့နောက်ထပ်အသင်းကိုတစ်ခုထပ်ပြီးတော့ခွင့်ပြုခဲ့ရပြီဖြစ်ပါတယ်ရန်ကျော်ထွေးလှပ်ပေးပြီတိုက်စစ်ကစားသမားရန်ကျော်ထွေးရပဲထပ်ပြီးတော့သင်ယူပေးသွားခဲ့ပြီဖြစ်ပါတယ်ဒီချိန်ရန်ကျော်ထွေးရဲ့အဆုံးသက်ချက်ကလည်းအဖြစ်ပြောစရာမရှိခဲ့ပဲနဲ့ပရိသတ်တွေအတွက်တကယ်ကိုကျင်းတဲ့စရာခြေစွမ်းမျိုးရလက်မျိုးကိုတော့ဖန်တီးပေးသွားခဲ့ပြီဖြစ်ပါတယ်ငင်းချင်အောင်လိုက်စေတာလေအောင်စီရလူပေးမှားရမြစီဘာစတာပဲအဲ့ရဝင်လာပြီဝင်လက်တန်းကတော့ပြစ်ဒဏ်ပေါ်တတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ညီထုံးလက်ကန်ပြီကိုရမြဒါကြောင့်လက်ရှိပွဲစားချိန်82မိနစ်ရောက်မှာတော့စေဘာစတာတင်ဒုတိယမြောက်ခြေပါကိုတော့ပြန်လည်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ကွင်းလေကကျော်နံပါတ်30ညီထွန်းရလာတဲ့ပန်နလီဖြစ်တဲ့ဘောကိုအကောင်းဆုံးဆုံးသက်ပြီးတော့စေဘာစတာတင်အတွက်ဒုတိယမြောက်ခြေပါကိုတော့ပြန်လည်ရှာဖွေသွားခဲ့တာဖြစ်ပါတယ်ဒီချိန်ရလာတဲ့ပန်နလီဖြစ်တဲ့ဘောကိုကိုသမားရဲ့ညာဘက်ကိုထောင်ကိုအသာရပဲကန့်သွင်းယူပြီးတော့စေဘာစတာတင်အတွက်ဒုတိယမြောက်ခြေပါကိုတော့ရရှိအောင်စွမ်းဆောင်သွားခဲ့ပြီဖြစ်ပါတယ်တပိုင်ထွေးငင်းချင်အောင်လှကန်ပြီ
စားဝင်ကွင်းလေကစားသမားငင်းရအောင်တကယ်ကိုအလှပအဆုံးအသေးသက်ဆုံးသွင်းဖို့တကူကိုတော့ထပ်ပြီးတော့မြင်တွေ့ခဲ့ရပြီလည်းဖြစ်ပါတယ်တပိုင်ထွေဖိဖို့မှုကနေပြိုင်ဘက်ပရီအေးရအဆန်နာလောက်ကနေညာကျင်နဲ့ဝေးဝိုက်ပြီးတော့ကိုသမားရဲ့ညာဘက်အပေါ်ထောင်းကိုသမားရဲ့ဘယ်ဘက်အပေါ်ထောင်းကိုအလှပဆုံးအဆုံးသက်ပြီးတော့ငြိမ်းချမ်းအောင်တွင်ကိုတကူရရှိအောင်စွမ်းဆောင်သွားခဲ့ပြီးဖြစ်ပါတယ်ငြိမ်းချမ်းအောင်ချက်ထိန်လာပြီးရှီကိုမှာပေးထားတယ်ရန်ကျော်ထွေးတောက်လျှောက်လိုက်နေတယ်ရန်ကျော်ထွေးပဲရှီကိုပေးလာပြီးအေးရမှာပဲလွတ်လွတ်ချွတ်ချွတ်ပဲထပ်ဖြိုးဝင်လှမ်းပိတ်ပြီးပြန်ထွက်လာထပ်ပိတ်တယ်ကိုပြန်ပြီမြတ်ဒီချိန်မှာလည်းထပ်ဖြိုးဝင်သူ့ရဲ့ဒီနေ့ပွဲစဉ်အတွက်ဒုတိယမြောက်သွင်းကိုထပ်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာအကောင်းဆုံးရလာတဲ့အခွင့်အရေးကိုထပ်ဖြိုးဝင်နှစ်ဆင့်ပိတ်သွင်းယူပြီးတော့ဒဂုံစတာအသင်းအတွက်17ဂိုးမြောက်အသွင်းကိုတော့ထပ်ပြီးတော့ရယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီသွင်းကိုလည်းဒီနေ့ပွဲစဉ်မှာသွင်းကို9ဂိုးထိရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့ရန်ကျော်ထွေးကဖန်တီးပေးထားခဲ့တာဖြစ်ပါတယ်Media Channel နဲ့ပြုံး Play Sport YouTube Channel ကနေထိုင်ရိုက် live ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲကျွန်တော်စီခံတင်ဆက်နေတဲ့ချိန်တွင်းမှာပဲဒဂုံ Star United အသင်းနဲ့ Silver Star အသင်းတို့ရဲ့ပွဲကစားချိန်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာတော့ဒဂုံ Star အသင်းက Silver Star အသင်းကို17ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့ပြပြတသားအနိုင်ရရှိခဲ့ပါကြောင်းတင်ဆက်ရင်းနဲ့ကျွန်တော်တို့ရဲ့တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေမှုကိုမကြာခင်မှာရန်နာသွားတော့မှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကိုကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ